ဘာလဲကကျတော့ဒီနေရာအဲ့ဒီတော့ဂမူလေးရှိတယ်အဲ့ဒီဂမူလေးနေရာမှာဦးဇင်းတို့ရှင်မင်းတပ်ကဒီမျက်လေးပန်းလေးတွေကျဲတာပေါ့နော်ကျဲချတဲ့ခါကျတော့နောက်ရှင်ကြားလို့ရှိရင်တဲ့ဒီနေရာကဦးဇင်းတို့ဒီနေရာမှာမဟာသီတိတည်လိုက်မယ်ဆိုပြီးတော့ပြောတယ်မဟာသီတိဆိုတော့ဦးဇင်းတို့မြန်မာနိုင်ငံအနေနဲ့တော့မဟာသီတိသီတိရဲ့ကြီးလို့မဟာသီတိလို့ခေါ်တာဦးဇင်းတို့ဒီသီရိလင်္ကာနိုင်ငံကတော့သူ့ဝနာမာလီလို့လည်းခေါ်တယ်အဲသူ့ဝနာမာလီကနေတဖြည်းဖြည်းပြောင်းလာပြီးတော့ရူဝီလီဖီယာဆိုပြီးတော့ကိုဒီဘက်ကမှာတော့အဲ့ဒါခေါ်ကြတယ်ပေါ့နော်သူ့ဝနာမာလီလည်းခေါ်ကြပါတယ်အဲ့တော့ဟိုသူ့ဝနာမာလီဆိုတော့ပါဠိနာမည်ပေါ့နော်အဲ့တော့ဒီသီရိတယ်မဲ့ဆိုတော့အဲ့ဒီအခါမှာဒီဝနံပိယတိသမင်ကအရှင်ဘုရားတဲ့အဲ့ဒါဆိုရင်နောက်ထိမဆောင်ပါနဲ့ပြီးတော့တဲပါမယ်ဆိုတော့မလို့သိနေအောင်နဲ့နေ့ရဲ့နောက်နှစ်ပေါင်းတရားကျတော့နေ့မြစ်တော်ကြီးရှိလာလိမ့်မယ်ပေါ့နော်အဲ့ဒီချိန်ကျရင်ဒီနေရာမှာ तू တဲပါလိမ့်မယ်ဆိုတဲ့ခါကျတော့မှအဲ့ဒီခါကျတော့မှ तू ကဒီနေရာမှာကြောက်စာကြီးစိုက်လိုက်တယ်ကြောက်စာကြီးစိုက်လိုက်ပြီးတော့ဆိုတော့ဗျာဒိတ်စကားပေါ့နော်နောက်နှစ်တရားကြောကြာလို့ရှိရင်ငါရဲ့မြစ်တော်တိုးတဲ့ company မင်းကမာသီတိတဲလိမ့်မယ်ဆိုပြီးတော့ तू ကဒီမှာကြောက်စာကြီးစိုက်လိုက်တယ်ကြောက်စာစိုက်ပြီးတဲ့ခါကျတော့အဲ့ဒီမှာတဲ့နောက်ဒိုရာကမ္ပဏီမင်းကတကယ်တော့ဒီဒေတာသားမဟုတ်ဘူးနင်းသူတို့ကဟိုဦးဇင်းတို့ရောက်ခဲ့တဲ့ဒိတာမာရမှာတည်ပလားမှတ်မိရနော်အဲ့ဒီဒိတာမာရမှာသူသာတီဆိုတော့တဖြည်းဖြည်းနဲ့သူတယ်ရီရှက်လိုက်နိုင်လိုက်တော့ဒီနေရာမျိုးဒီနေကိုနိုင်သွားတဲ့ခါကျတော့အဲ့ဒီမှာ तू ကပြောတယ်ဘာရှိလဲဆိုတော့ तू ဒီတိုင်းမျိုးဒီလိုစစ်တိုက်တာတွေကဘာသာနာအတွက်တိုက်တာပေါ့နော် तू တိုင်းပြည်အာဏာလိုချင်လို့မဟုတ်ဘူးဆိုတဲ့တကယ်လို့အဲ့ဒါ तू စသုံးတာအဲ့ဒီတကယ်လို့ဦးဇင်းတို့မြန်မာမင်းတွေလည်းသုံးခဲ့တယ်နောက်မှကျတော့တဏီယာနဲ့တဏီယာစစ်နေရှက်မယ်ဆိုလို့ရှိရင်ငါရဲ့အာဏာပါဝါတက်တိုက်တာပေါ့ဒီဟိုတာသနာအတွက်တိုက်တာဆိုပြီးအဲ့ဒါပြောတဲ့လေ့လာရှိခဲ့တယ်အဲ့ဒါလေနော်မြန်မာမှာလည်းရှိခဲ့တယ်အဲ့ဒါဒုတာကမ္ပဏီလေးကိုအားကြတာပေါ့အဲ့ဒါနော်အဲ့တော့ဆက်ကြပြီးအဲ့မှာသူဒုတာကမ္ပဏီလေးကသူစစ်တက်လာတော့နောက်ဆုံးဒီကိုရောက်တယ်အဲ့ဒီတုန်းကဒီမှာအေလာတာကျေးမင်းဆိုတာအုပ်ချုပ်တယ်အဲ့ဒီကျေးကလာမင်းကအုပ်ချုပ်တယ်သူကကျေးကလာမင်းကအုပ်ချုပ်ပြီမဲ့လို့သူကဘာသာခြားဖြစ်တယောက်ဖြစ်ပြီမဲ့လို့သူကဘုရားဘာသာကိုလေးသားတယ်လေးသားပြီးတော့သူကတရားမျှတတဲ့မင်းတန်းကြီးတရားလက်ဖြစ်တဲ့အုပ်ချုပ်တဲ့မင်းသူကဟိုကျန်းတဲ့မင်းတွေမဟုတ်ဘူးသူကတန်းကြီးကိုဒီဘုရားကြီးရမှာလေကောင်းတယ်ကျန်တဲ့နေရာမှာလည်းနောက်ဆုံးသူ့ရဲ့သားတော်မှဒီတရားကြီးရမှာကျူးလွန်လို့ဆိုပြီးတော့ဦးဇင်းတို့အသက်ခံတဲ့နေရာရှိတယ်မနေ့ကသူအသက်ခံတဲ့နေရာကိုဦးဇင်းတို့မနေ့ကတွေ့လိမ့်မယ်နေလာဘုရားဆိုဦးဇင်းပြောလိုက်အဲ့ဒီဘုရားနေရာပဲနော်သူကဟိုလဲမောင်းသွားရင်လည်းနွားတကောင်ကိုကြည့်မိတာနွားတကောင်ကိုကြည့်မိတဲ့အခါကျတော့နွားရဲ့အမေကြီးကနေပြီးတော့ POD ပြီးလာပြီးတော့တောင်းဆိုတဲ့အခါကျတော့အဲ့ဒီခါကျတော့မှဟိုရမှုပေးတဲ့အနေနဲ့သူ့ရဲ့သားကိုအမှတက်ပြီးအဲ့ဒီညမှာတက်ဖေးလိုက်တာနော်အဲ့ဒီနေရာအဲ့တော့ဆိုလို့ချင်းကအဲ့ဒီအီလာလာကြီးကလာမင်းကိုဒိုတဲ့ကမင်းကအောင်လိုက်တယ်အောင်ပြီးတော့ပထမဆုံးအနေနဲ့ဦးဇင်းတို့ဘာဒီတယ်လဲဆိုတဲ့အခါကျတော့ဦးဇင်းတို့မနေ့ကပြတဲ့မျိုးစီတီဆိုတဲတယ်ဒုတိယအနေနဲ့လောဟပတ္တရာကြီးပြတ်တဲ့ကျိုးတိဆောက်တယ်နောက်ဆုံးနေတဲ့ဒီနေရာကိုဒီမာသီရီတိဆောက်တယ်အဲ့တော့မာသီရီကြော